ဒီနေ့ဗီဒီယိုလေးကတော့ Research Gameplay လေးပဲဖြစ်ပါတယ် Research ကပွဲစမှာ Rapid စားတာပိုကောင်းတယ်ပေါ့နော်အဲ့ဒါမှ True Damage ထွက်ပြီးပတ်တယ်မြန်ဆိုင်နေမှာမလို့အဲ့စားလို့ပြီးသွားပြီဆိုရင်အပေါ်က Crew သွားရှင်းတယ်ပေါ့နော်အဲ့ဒီမှာ Gushin ကြီးက Hyper မှုပဲနဲ့ Blue Bat တွေလာစားနေတယ်ဗျအဲ့နဲ့ပဲအလကားနေ Referee ကပေးလိုက်ရတာပေါ့ဗျာတားကြီးဒါလေးတော့ချမ်းသာပေးပါဟာဟောတော်သေးတယ်မစားဘူးကကျေးဇူးပဲတားကြီးဟာကိုဘာသာကိုခရီးလေးစားနေတဲ့အချိန်မှာဖန်နီးကတဲကြီးမဲကြီးတွေလိုက်ရိုက်နေတာပေါ့နော်လေဘယ်ကလည်းအကွာကြီးပြောတာကိုတည်ရတယ်နဲ့မိုက်တယ်ကောင်တည်တယ်ဒါပေမဲ့ကေးရတော့ရသွားလားဆိုတော့မဲ့ပါဘူးအားလုံးလည်းပြီးသွားပြီဆိုတော့ကျွန်တော်ပုံမှန်တိုင်းလေး AC live ဖောင်းနေတာအဲ့မှာအလူကက်ကြီးကဒီဘက်တွေနေကြုံပြီးလေးလာတိုက်တာတဲကြီးမဲကြီးအောင်ပြန်ရိုက်နေပြီတော်မိုက်တယ်ကောင်တေးသန်းကွာကေးရမတင် ready ပေးပြီမဲ့လေဒါတရားတော့ Gloros မရလိုက်တော့ဟောသွေးမရှိလို့ပြေးပါဆုံးကချောင်းလို့ပါတော့နဲ့တဲတိုးနေတယ်ဟဲ့ရေးတင်းရလဲတားတယ်တွေဇွတ်တက်ခိုင်းနေတာပြီလို့ ready မရှိဘူးဟာဆိုလည်းပြောလည်းမရဘူးဖမ်းစရာရှိတာလဲဖမ်းပြီးတဲ့အချိန်မှာတာတဲကို AD ပေးပြီးတက်ပါတယ်အောက်မှာလည်းပဲတဲ့စားနေတာဆိုတော့ဒီကိုမနာနိုင်ပါဘူးဒီမှာဆိုရင်ကျွန်တော်က easy လေးဖမ်းနေတာဟာဖန်နီကသူ့ရဲ့ဘော်တာခေါ်လာပြီး Granger ကြီးနဲ့ကျွန်တော်ဘက်ကိုလာနှောက်ပါတယ်ဒါပေမဲ့တဲကြီးမေကြီးတားမိုက်နေကောင်တော့တေးရပါပဲGranger လေးကရမယ်ထင်ပေမဲ့လည်းအလူရှင်နဲ့လက်တကယ်မှလေးတော့ဝိုင်းတက်လိုက်တာနဲ့မရတော့ပါဘူးဒီနေရာမှာဖနက်ကိုရင်သွားမယ်နဲ့ဘာလို့ Sky ပြာစာကိုရေးသွားလဲဆိုတော့ကျွန်တော်တို့ဗတ်တရားခဏဆိုင်နေရဆိုတော့ကေးရများများရဖို့လိုအပ်တယ်ဗျအလူကကြီးပြောင်းနေပါတယ်လို့လိုက်ရှာနေအောင်လေးမှာလာပြီးတောင်းချမ်းနေတာပဲကျွန်တော်ခြုံထဲမှာရှိတာကိုမသိဘူးဆိုတော့ AD ပေးပြီးတော့မှရိုက်ခဲ့ပါတယ်ကေးရလည်းရသွားလားဆိုတော့ဟိုက်ပါဆိုတော့လည်းမစိုးပါဘူးတန်ပါတယ် review ပါရမယ်ထင်ပြီးလိုက်ပြီမဲ့ကြားလိုက်ပါဟဲ့ဖမ်းစရာလည်းတိတ်မကြံတော့ဘူးဆိုတော့အနီရွက်ကဘလီဘောက်ကိုသွားချောက်ပါတယ်ဒါပေမဲ့ Granger ကြီးကမောင်းထုတ်လို့ပြန်ပြေးရပါတယ်ဟိုဘက်ကမေးပါတယ်လာပြီးဆိုတော့လူမိုက်ဝင်လို့ရပြီရထီယာလည်းရှိနေဆိုတော့ဟိုဘက်က fan ကြီးလာပေါက်လာရင်အစင်းတင်ပါတယ်ဖုန်းဖန်နီကသူ့ရဲ့ဘလူးဘက်ကိုရသွားလို့ဆိုရင်မကြေတဲ့နေနဲ့လိုက်တက်ပြီမဲ့ကျွန်တော်က item ပေါက်ထားတာဆိုတော့တစ်ချက်ပါအနီအောင်ကောင်းဥပမာလေးကလည်းနောက်မှရောင်းလဲလုံနေရတယ်ပဲကိုနေဗီယာရှက်ကေးလူခဲ့ပါတယ်တာတဲကိုလည်း AD ပေးပြီးတော့မှရိုက်ခဲ့ပါတယ်ဗျာGranger လည်းသွေးနေနဲ့ Sky ပြာစာလည်းပေါက်ထားတော့တစ်ချက်ပဲရိုက်နေပါတယ်အဲ့ဒီအချိန်မှာတဲ့လူကကျွန်တော်လာမယ်ထင်ပြီးတော့မှအဲ့ဒီဘက်ကိုမစားဘူးပေါ့နော်ကျွန်တော်ကလည်းပြန်ချောင်းနေသူချောင်းကိုချောင်းနေချိန်မှာနောက်ကျတော့လူကစိတ်မရှိတော့ဘဲနဲ့ဘလူးဘက်ကိုလာစားချိန်မှာကျွန်တော်က AD ပေးပြီးတော့မှရိုက်ခဲ့ပါတယ်အဲ့လိုဆောင်းရတယ်ဗျလူကပြန်ရှင်လာတဲ့ချိန်မှာဒီနားလေးမှာလေးလာတိုက်နေတော့ကျွန်တော်လည်းဆောက်မြေကတ်တာနဲ့လိုက်ပြီးတော့မှရိုက်ပါတယ်တဲကြီးမဲရိုက်နေမယ်လေဒီကောင်ပြေးတာ Sky စာလည်းပေါက်ထားတာဆိုတော့တစ်ချက်ပဲရိုက်နေပါတယ်အားလုံးပြီးတော့တာတဲကိုပဲပြန်ဖမ်းပါတယ်တာတဲကများရလေကိုလက်ထဲမှာကောင်းလိမ့်ပဲခင်ဗျဖမ်းရလေတားကြီးရမှာဂိုးတွေရတာဆိုတော့ကျွန်တော်တို့တာတဲများရထားလေးပို့ကောင်းနေပါပဲဖမ်းရရှိလေဖမ်းနေပြီးတော့မှ Rapid စားမယ့်ချိန်မှာ enemy surrender တွေကောက်ချပါလို့ပွဲရပြီးသွားတယ်ပေါ့နော်ဒါလေးကတော့ Essential ရဲ့ game လေးပဲဖြစ်ပါတယ်နောက်ဗီဒီယိုမှာလည်းပြန်တွေ့ကြတာပေါ့ဗျာရှိရလေးဖားပြီးတော့မှ Rapid စားမလို့ကြံတဲ့ချိန်မှာ enemy ရဲ့ surrender တွေကောက်ချပြီးတော့မှပွဲသိမ်းလိုက်ပါတယ်
ဒါလေးကတော့ရေဆန်ရှင်းခဲ့ game လေးပဲဖြစ်ပါတယ်ခင်ဗျနောက်ဗီဒီယိုအတွက်လည်းအားပေးပါအောင်နော်